ကဲဘူးရိုးလဲနူးလာပြီပေါ့နော်နူးလာပြီကြက်လာပြီဆိုရင်အရန်သက်စိတ်ကြော့ထားတဲ့ဘူးရွက်ကလေးတွေထည့်ပါမယ်ရှင်ဝေရဒီမှာဒီလိုဟင်းညိုလေးနဲ့ချက်စားထမင်းဝင်ပါတယ်တက်ကြီးပိုင်းနေပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်တက်ကြီးပိုင်းကလေးလေးတွေတို့လူလက်ပိုင်းတွေကတော့ဘေးကစားလို့ဝင်နေရဆိုတော့လေဒါဆိုဘူးရွက်ဟင်းညိုလေးပါဟိုဘူးရွက်ကိုနည်းနည်းနက်အောင်ထားလိုက်ပါနော်နက်အောင်ထားပြီးသွားရင်ဘူးရွက်နက်ပြီဆိုရင်ကြက်သွန်ပြူလေးအုပ်လိုက်ပါဘူးရွက်ကိုအစိမ့်ကျက်လေးဖြစ်အောင်ပေါ့နော်ကဲကြက်သွန်ပြူထောင်းမိသားလေးအုပ်လိုက်ပါမယ်ကဲဒီလေးအုပ်ပြီးသွားပြီဆိုတော့ဟင်းလေးကျက်ပါပြီချလို့ရပါပြီရှင်တောက်လို့ရပါပြီဒါဘူးရွက်ဟင်းညိုလေးပါဒီနေ့ဘလော့လေးကတော့ဒီလောက်ပါပဲရှင်ကြည့်ရှုအားပေးသူတို့တယောက်ချင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ကြည့်ရှုသူတကယ်ချင်းမိတ်ဆွေအပေါင်းစိတ်ချမ်းသာကိုယ်ချမ်းသာကြပါစေကောင်းသောလူရဆန္ဒတွေပြည့်ဝကြပါစေရှင်ဘိုင်ဘိုင်